အရင်ဗီဒီယိုမှာ transcript ယူနည်းပြောပြပြီးပြီဆိုတော့ဒီနေ့မှာရလာတဲ့ transcript ကိုဘယ်လိုဘာသာပြန်မလဲ Google AI Studio မှာဘယ်လိုအတန်သွင်းမလဲဆိုတာပြောပြသွားပါမယ်ပထမဆုံး Gemini တဲ့ကိုအရင်ဝင်လိုက်မယ်ပြီးရင်ရလာတဲ့ transcript တွေကိုထည့်လိုက်မယ်ဗျပြီးရင်မြန်မာဘာသာပြန်ဖို့စာရိုက်ထည့်ရမယ်ကျွန်တော်ရေးသလိုသာရေးလိုက်ပါပြီးပြီဆိုရင်ဘာသာပြန်စာသားတွေရလာပါပြီအဲ့ဒါပြီးရင် Chrome တဲ့ကိုသွားမယ် VPN လေးတော့ကြော်ထားရမယ်ဗျပြီးရင် Google AI Studio တဲ့ကိုဝင်လိုက်မယ်အဲ့မှာ3ခုမြောက်က The Add Voice Over ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်ညာဘက်တောင်းက Gemini 3.5 ဖြစ်နေတာကို 2.5 ကိုပြောင်းလိုက်မယ်ပြီးရင်အပေါ်ဆုံးက Composer ဖြစ်နေတာကို Text ကိုပြောင်းလိုက်ပါအဲ့ဒါမှာစာသားတွေပြင်တဲ့အခါအကုန်လုံးကိုဆွဲပြီးပြင်လို့ရမှာပါပြီးရင် Text ဆိုတဲ့နေရာမှာရှိတဲ့စာသားတွေအကုန်လုံးကိုဖျက်လိုက်ပါကိုယူလာတဲ့စာသားတွေပြန်ထည့်လိုက်ပါပြီးရင် character ကတော့ကိုကြိုက်တာထားပါကျွန်တော်ကတော့စမ်းပြီးထားပြထားတာပါပြီးရင်အောက်ဆုံးက run ဆိုတာလေးကိုနှိပ်လိုက်ပါခဏလောက်စောင့်ရင်ရပါပြီအမျိုးသမီးသည်တဒေါင်းစားအဖြစ်ရုပ်ဖြတ်ထားသည်သူမသည်တန်ချက်ကားစီတို့လက်လျှောက်သွားခဲ့၏အဲ့ဒီမှာဘာသာပြန်တဲ့အချိန်တုန်းကစာကိုရိုးရိုးပဲရိုက်ထည့်လိုက်တာဖြစ်တဲ့အတွက်ဘာသာပြန်ပြီးတာကစာချက်နေတယ်လို့ဖြစ်နေတတ်ပါတယ်အဲ့ဒီတော့အဲ့လိုမဖြစ်အောင် prompt တစ်ခုပေးပါမယ်အဲ့ prompt ကိုလိုချင်နေဆိုရင်ကျွန်တော်ကို comment မှာ TA လို့မှတ်ခဲ့ပေးပါကျွန်တော်တယောက်ချင်းစီတိုင်းကိုလိုက်ပို့ပေးပါမယ်